အားလုံးပဲမင်္ဂလာပါ Technoboy မြန်မာ channel နဲ့ခင်ဗျားတို့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်လုပ်ပြသွားမယ့် project လေးရဆိုရင် IMDb movie ကျွန်တော် IMDb movie rating ကတော့ကျွန်တော်တို့သိမှာပေါ့နော်အဲ့ဒီထဲကနေကျွန်တော် data set တစ်ခုရထားတာရှိတယ်ဆိုတော့အဲ့ဒီ data set ကိုအဲ့ဒီ data set မှာကျွန်တော်တို့မှာ positive နဲ့ negative ဆိုပြီးတော့ like sentiment နှစ်ခုရှိတယ် data မှာပေါ့နော်ကျွန်တော်တစ်ချက်ပြကြည့်လိုက်မယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ data ဒါ movie review တွေဆိုတော့ဒီ review တွေကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ပေးလိုက်တဲ့ review က positive လား negative လားဆိုတော့ like သူရဲ့ context အကောင်းကိုပြောချင်တာလားအဆိုးကိုပြောချင်တာလား like no like viewer တွေက movie ကိုကြိုက်ကြသလားမကြိုက်ကြဘူးလားအဓိကကတော့အဲ့ဒါပေါ့အဲ့ဒီအတွက်ကျွန်တော်တို့က project တစ်ခုလုပ်သွားမယ်ရှိမယ်ကျွန်တော်တို့ machine learning model တစ်ခုလုပ်မယ်အဲ့ဒီမှာကျွန်တော်တို့က model ကိုrating ပေးမယ် rating ပေးမယ်ဆိုတာကဒီ review ကို English text အနေနဲ့ကျွန်တော်တို့က model ကို pass လုပ်မယ် model ကအဲ့ဒီ context ကိုနားလည်ပြီးမှဒါက positive sentiment လား negative sentiment လားဆိုတာကို classify လုပ်ပေးမယ်အဲ့ဒီ model ကိုလုပ်သွားမယ်ဆိုတော့ model ကတော့ like project ကတော့ကောင်းပါတယ်သင်ဟာ Python programming ကိုစလေ့လာနေတာဒါမှမဟုတ် data science မှာ data science လောကမှာရှိနေပြီကြာပြီဆိုရင်ဒီ project ကခင်ဗျားအတွက်တော်တော်အသုံးဝင်မဲ့ project တစ်ခုပေါ့နော်သင်ရဲ့ skill ကိုသင်ထပ်တိုးနိုင်သလို Python programming လုပ်နေတယ်ဆိုရင်လည်း NLP natural language processing ဘယ်လိုဖြစ်တယ်လဲဆိုတာကိုကောင်းကောင်းနားလည်သဘောပေါက်လာမှာပေါ့ဆိုတော့အချိန်မပြုံးမဲနဲ့ဗီဒီယိုကိုဆက်လိုက်ကြရအောင်အရင်ဆုံးကျွန်တော်ရဲ့ Jupyter notebook ထဲဝင်လိုက်မှာပေါ့နော်ဒီ folder ထဲမှာ cmd Jupyter notebook okay အဲ့ဒါကြည့်ရ laptop မှာပေါ့ okay ဒီမှာကျွန်တော် project file တစ်ခုလုပ်မယ် Jupyter notebook file သင်ကအကွဲ Python programming ကို basic level မှာတက်ထားတယ်ဆိုရင်လည်းဒီ project ကိုကြည့်လို့ရတာပေါ့နော်ဒါပေမဲ့အခုမှ Python programming စလုပ်နေတယ် like basic syntax foundation တောင်ကောင်းကောင်းမရှိဘူးဆိုရင်ကတော့ဒီ video ကတော့ခင်ဗျားတော့မဟုတ်ဘူးကျွန်တော်ထည့်ပြောလိုက်ဆိုတော့ video စ project စမစခင်ကျွန်တော်နာမည်လေးတစ်ချက်ပြောင်းပေးလိုက်အောင်နော် project.ipynb အရင်ဆုံးကျွန်တော်တို့ model build မလုပ်ခင်မှာကျွန်တော်တို့ရဲ့ data set ကိုကျွန်တော်တို့ clean လုပ်ရအောင်မယ်ဘာဖြစ်လို့လဲဆိုတော့ data set က like အကြီးအသေးနော် like HTML tag တွေရောပါနေဒီ like punctuation တွေကိုအကုန်လုံးကျွန်တော်တို့ပြန်ဖြတ်ပြီးမှ clean data ကို clean လုပ်ရမယ် data cleaning process အဲ့ဒါကိုအရင်ဆုံးလုပ်ကြရအောင်အဲ့ဒါအတွက်အရင်ဆုံးကျွန်တော်တို့ရဲ့ library ကို import လုပ်မှာ import numpy snp import pandas spd okay so control enter နှိပ်လိုက်ပြီးမှဒါကိုကျွန်တော် run လိုက်မယ်ဒါ run ပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ dataset ကို load လုပ်မယ် pd.read csv imdb.csv okay shift enter နှိပ်လိုက်ပြီဆိုရင် run ဖြစ်ပြီးမှ signal နောက်တစ်ခုပြန်ပေါ်လာတယ် df.head okay ဆိုတော့ဒါတော့ကျွန်တော်ရဲ့ data ပေါ့ review ရှိမယ်ပြီးကြတော့ sentiment ရှိမယ်ဒါကကျွန်တော်ရဲ့ review ဒါကကျွန်တော်ရဲ့ sentiment like ဒါကိုကျွန်တော်တို့ input ပေးပြီးမှ sentiment ကို predict လုပ်မယ်ဆိုတော့ okay အဲဆို data set ရဲ့ shape ကိုတစ်ချက်ကြည့်ကြအောင် data set ရဲ့ shape က 5000, 2 like 50,000, 50,000 row ရှိမယ်2 column ရှိမယ် okay ဒီကြတော့ df dot sorry sentiment dot plot value counts dot
plot kind is equal to bar ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ data ကဘယ်လိုနဲ့ separate ဖြစ်ဘယ်လိုနဲ့ distribute ဖြစ်နေတော့ okay positive နဲ့ negative ရဲ့ separation ကအတူတူပဲ like 25,000 okay ဆိုတော့အခု data cleaning process ဆက်လိုက်ကြရအောင် df.head okay ကျွန်တော်ကြည့်ကြည့်မယ်ဆိုရင်အရင်ဆုံးကျွန်တော်မြင်နေရတာတော့ HTML tag လို့ရှိရပြီးကြတော့ဒီမှာ punctuation တွေဒါတွေလည်းဖြတ်ရမယ်ဘာဖြစ်လို့ဆိုတော့ like machine learning model ပဲ like a system cannot understand human language right ဆိုတော့ကျွန်တော်တို့ကဒီ computer နားလည်ဖို့အတွက်ကျွန်တော်တို့ရဲ့ text ကို vector အနေနဲ့ပြောင်းရမယ်ပြောချင်တာကျွန်တော်တို့ရဲ့ဒီအင်္ဂလိပ်စာကိုနံပါတ်အနေနဲ့ပြောင်းမယ်ပြီးကြတော့အဲ့ဒီ computer နံပါတ်အနေနဲ့နားလည်ပြီးမှကျွန်တော်တို့ prediction တခုပေးမယ်ဒါလိုက် one of the other reviewer has mentioned that ဆိုတော့ computer ကိုတွားပြောလိုက်ရင်သူဘာမှနားလည်မှာမဟုတ်ဘူး okay ဆိုတော့ကျွန်တော်တို့အရင်ဆုံး data cleaning လုပ်မယ် data cleaning လုပ်ပြီးသွားရင်သူ့ကို vectorization like text to number convert လုပ်မယ်ပြီးရင်အဲ့ဒီ convert လုပ်ထားတဲ့ number ပေါ်မှာ machine learning model တခု run မယ်အဲ့ဒီ run ပြီးသား model ကကျွန်တော်တို့အတွက် predict လုပ်ပြီးမှဆိုတော့ဒီ process နဲ့သွားမှာနော် okay ကျွန်တော်ဆက်စချင်းဘာမှမလုပ်ခင်လောလောဆယ်ကျွန်တော်မြင်နေရတော့ HTML tag မြင်နေတယ်နော်ပြီးကြတော့ missing value တွေရောရှိမလားမရှိလားတော့မသိဘူးတစ်ချက်ကြည့်ချင်အောင် df. is null. sum okay ဆိုတော့ okay ကျွန်တော်ရဲ့ data မှာ missing value တွေကတော့မရှိဘူးဆိုတော့ data cleaning လုပ်မယ်အဲဆို HTML တွေ remove လုပ်မယ် HTML တွေ remove လုပ်ဖို့အတွက်ကတော့ဘာလုပ်ရမလဲဆိုရင်text ကို text ထဲ HTML remove လုပ်မယ်ဆိုရင်ကျွန်တော်တို့ regular expression သုံးလို့ရတယ် regular expression နဲ့ text ကို filter လုပ်လိုက်မယ်ဒီ HTML text တွေကိုဖြတ်ပြီးမှ text ပဲကျွန်တော်ယူမယ် okay ဆိုတော့ def remove HTML ကျွန်တော်အဲ pass လုပ်မှာက text okay text ပြီးရင် text ပြီးလိုက်တဲ့ text ကိုပြောင်းကြတော့ဘာမှတော့မလိုပါဘူးတခါတည်းနဲ့ regular expression ကဘယ်လိုလုပ်လဲ regular expression လုပ်ဖို့အတွက်တော့ formula လုပ်ရမှာပေါ့အဲ့ဒီအတွက်ရှိနေတဲ့ AI ChatGPT ပဲသုံးလိုက်ကြရအောင် write a regular expression for filter HTML text from text in Python okay တကယ်ကျွန်တော်လိုတာအဲ့ဒီ formula လေးပေါ့နော်ဒီ formula ပေါ့အဲ့ဒီကကျွန်တော်လိုတာဒါပါ regular expression ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ text မှာရှိတဲ့ HTML ကိုကျွန်တော်တို့ filter လုပ်ရမယ်ဆိုတော့ okay ဒီအလုံးကူးရင်ကတော့ကိုယ့်အနေကိုရေးတာ fee မရဘူးနော်ဒါလေးယူလိုက်အောင် okay ဆိုတော့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ text ကို text is equal to r sorry regular expression import လုပ်လိုက်မယ် import re dot sub okay sub r control v comma ကြာပါကိုလုပ်မှလဲဆိုတော့ text capital return text ဒါပဲလို့ကျွန်တော်စမ်းကြည့်အောင်တစ်ချက်လောက်တော့ remove html text နေရာမှာဘယ်လိုပြလိုက်မလဲ issue on tag this is my code return လို့ error တက်မလား okay error လာဘာလို့လာမလွယ်ရဘူး this is my code okay ဒီလောက်ဆိုရင်ရပြီအဲဆိုရင် html ကိုကျွန်တော်တို့ remove လုပ်လိုက်ပြီ
df review column going zone comment dot apply remove html okay ဆိုရင်ကျွန်တော်ရဲ့ဒီ text ကနေ html code တွေလည်းပြောက်သွားပြီဒါကိုကျွန်တော် review ထဲမှာပဲထည့်လိုက်ပါ okay ဒါလောက်ဆိုရင်ရပြီ html code ကတော့ပြက်ပြီအခုဘာလုပ်ရမလဲဆိုတော့ဒီလိုစကားလုံးအကွာလေး like I am ကို I'm ဒါမျိုးတွေကျွန်တော်လည်းလုပ်ရမယ်ဒါပေမဲ့ဒါတကယ်ပြောရရင်ဒါတွေကဆိုရင်အဲ့လောက်ထိအသုံးဝင်တဲ့ထဲမှာတော့မပါဘူး sentiment analysis လုပ်တဲ့ထဲမှာဒီ feature တွေကအဲ့လောက်ထိအသုံးမဝင်ဘူးဆိုတော့ကျွန်တော်အဓိကလုပ်ချင်တာကနော်အဓိကလုပ်ချင်တာကဒီ I'm not like couldn't something like this kind of word you know အဲ့မျိုး word တွေကကျွန်တော်ဘယ်လိုပြောမလဲ I am not or maybe couldn't COUDN first of PT ဆိုတော့ဒါမျိုး word တွေလည်းကျွန်တော်တို့ text မှာတော့ရှိမှာပဲ okay ပြီးကြတော့ဒီ not ဆိုတဲ့စကားလုံးက sentiment analysis လုပ်တဲ့အချိန်မှာတကယ်ကောင်းတဲ့ feature တစ်ခုပဲဟုတ်တယ်ဘာဖြစ်လို့လဲဆိုရင်ဒီ I don't like နဲ့ I do like ဆိုတဲ့နေရာမှာဒီ not ကတကယ်sentiment like အဓိပ္ပာယ်ကိုပြောင်းလဲသွားစေတယ် positive ကို negative အနေနဲ့ပြောင်းလဲသွားတဲ့နေရာမှာဒီ not ကတော်တော်အသုံးဝင်နေဆိုတော့ဒီ not ကိုကျွန်တော်မဖြတ်ဘဲနဲ့သူ့ရဲ့ meaning သူ့ရဲ့ word ကိုကျွန်တော်လိုချင်တာပေါ့နော်အဲကြောင့်ဒီ add not ဆိုတဲ့ function တစ်ခုလုပ်လိုက်အောင် def add not okay text ဒီ not ထည့်ဖို့အတွက်ဆိုရင်ဆို NLTK library လည်းတစ်ခုထည့်လိုက်ရအောင်ဆိုfrom NLTK dot send and sorry tokenize import send tokenize okay from NLTK dot send tokenize what tokenize nice okay ဆိုတော့ကျွန်တော်ရဲ့ text ကအခုကျွန်တော်ရေးသွားမယ့် function ကတော့ကောင်းကောင်းလေးကြည့်ပေးပါနော်အဲ့လောက်ထိ tricky လည်းမရှိဘူးဒါပေမဲ့နည်းနည်း Python basics ကတော့တက်ဖို့လိုတာပေါ့ဒီအတွက်တော့ဆိုတော့ word tokenize အဲဆို sentence ကို tokenize လုပ်လိုက်မှာပဲပြီးလို့ဆိုတော့ sentence တစ်ခုလုံးကချက်ပြလိုက်မှာဆိုရင်ကျွန်တော်ရဲ့ဒီ review တစ်ခုလုံးမှာ sentence တွေကများတယ်ပေါ့နော်ဒီ sentence တစ်ခုနှစ်ခုသုံးခုအဲ့လိုတွေရှိနေတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဘာလို့ရင်ကောင်းမလဲဆိုရင်sentence အဲ့ဒါမလုပ်ဘူး text is equal to text dot lower okay ကြတော့ sentence ကိုခေါ်လိုက်မယ် send is equal to send tokenize လုပ်မယ်ဒီ text တစ်ခုလုံးကိုကျွန်တော် sentence အနေနဲ့ခွဲလိုက်မယ် like full stop မှာ full stop တစ်ခုမှာ sentence တစ်ခုဖြစ်သွားတယ်ဆိုတော့ list တစ်ခုဖြစ်သွားလိမ့်အဲ့ဒီပုံစံအဲ့ဒီ logic ကျွန်တော်ရေးမယ် okay ပြီးကြတော့ word နေရာမှာက word tokenize အဲ့နေရာမှာလာမှာ sentence ကလာမယ် okay sentence လာမယ်ပြီးကြတော့ဒီ print လုပ်ကြည့်အောင်ဘယ်လို return လုပ်ကြလဲ okay what ဆိုတော့ print add note ဒါမှာ df the review at 0ကျွန်တော်ထည့်လိုက်ဘယ်လိုလာပြီး add note sorry
dev review ဘာလို့ဖြစ်လို့ error လာတယ်လဲနော် error လာတာမသိဘူးတွက်ကြည့်လိုက်မယ် list expected string for by okay I do understand ဒီလိုတော့လုပ်ရအောင်သူ့ကိုကျွန်တော် list တစ်ခုမှထည့်လိုက်မယ် okay list တစ်ခုမှထည့်ပေးလိုက်ပြီဆိုရင် what tokenize okay what tokens I okay or I in range no I in sentence မှာရှိတဲ့အားတွေကိုကျွန်တော်ပြလိုက်မှဆိုရင်ရလောက်လားမသိဘူးစမ်းကြည့် okay ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ text မှာဒါကျွန်တော်ရဲ့ sentence တစ်ခုဖြစ်သွားပြီ sentence တစ်ခုနှစ်ခုအဲ့လိုကွဲသွားတယ်ပြီးရင်အဲ့ဒီ sentence ထဲမှာ word တွေကတစ်ခုချင်းစီကွဲသွားပြီ okay ဆိုတော့ word tokenize လုပ်စရာတော့မလိုတော့ဘူး word tokenize ဖြစ်သွားပြီပေါ့နော် word tokenize ဖြစ်သွားပြီခုဒီနေရာမှာဘာလုပ်ရမလဲဆိုတော့ not ဒီ not ကိုရအောင်ဘယ်လိုလုပ်မလဲ for I in range words အဲ့လိုပဲထည့်ရမယ်တူတာ okay for I in what okay ပြီးကြတော့ for j in I ဒါ nested loop lst nested loop ကတော့3ကို3ရမယ် lst ဆိုတာတစ်ခုပေးလိုက်မယ်ပြီးကြတော့ဒီမှာ if j is equal to first of pt delete so yin print j okay အဲ့လိုကြည့်ရင် return j I don't like this okay ခဏလေးနော်ကြည့်တော့ဒါကိုကျွန်တော်တစ်ချက်ပြန်လုပ်ကြည့်လိုက်အောင် okay ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်အကယ်၍ j ကဒီ first copy nt ဒါနဲ့ separate ဖြစ်နေတယ်ဆိုရင်ဒီ n first copy t ကိုကျွန်တော်က not နဲ့ replace လုပ်လိုက်မယ် okay so အဲ့ဒီအတွက် in zone lst dot append not okay ဒါလုပ်လိုက်မယ်ဒါပြီးသွားပြီဆိုရင် okay else lst dot append else နဲ့ဘာတော့ append လုပ်လိုက်မလဲဆိုရင် normal j okay ကျွန်တော် return လုပ်တဲ့အခါမှာနောက်ဆုံး redu return list ကို space ပေးပြီး join လိုက်မယ် lst ဆိုတော့ဒါ return လုပ်ဆို I don't like this because ဒီ not ဆိုတဲ့စကားလုံးကကျွန်တော်တို့အတွက်တော်တော်အရေးပါတယ်ဆိုတော့အဲ့ဒါကိုတော့ကျွန်တော်တို့ထည့်ရမယ်အဲ့ဒါတော့ဖြတ်လို့မရအောင်တခြား stop words တွေကိုကျွန်တော်တို့ဖြတ်သွားမှာဟုတ်တယ်နောက် future ချိန် okay ဆိုတော့သူ့အတွက်လည်းရေးလိုက်မယ် df review one dot is equal to df review dot apply ဒီ add not ဆိုတဲ့ဟာကို apply လုပ်လိုက်မယ်နည်းနည်းလေးတော့အချိန်ယူရပါတော့ laptop မလို့ပေါ့ system ကြီး count လို့ CPU အကြီးဆိုရင်တော့ဒီကိစ္စမရှိပါဘူးနောက်တစ်ခုကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ stop word တင်ပြအောင် stop word ဆိုတာတွေက off digital has ဒါတွေကကျွန်တော်တို့ရဲ့ context အတွက်အဲ့လောက်ထိအရေးမပါဘူးသူကစကားလုံးဆက်ဖို့အတွက်ပဲလုပ်နေကြရေးရတာဆိုတော့ကျွန်တော်တို့ဒီ computer တွေနားလို့ပဲသူအဲ့လောက်ထိအသုံးမဝင်ဘူးဆိုတော့ဒါတွေကိုကျွန်တော်ထည့်လိုက်မယ် okay ဒါ remove တယ်okay ဒါတော့ကျွန်တော်ရလာပြီ that's fine bro okay ဒီနေရာနေ not တွေကတော့ရလောက်ပြီထင်တယ်ဘာလို့လဲဆိုတော့
ကျွန်တော်ဒီ data set မှာတစ်ခါအလုပ်လုပ်ပြီးသွားပြီဆိုတော့ဒီ note တွေကတော့ထည့်ကိုပြရတယ်အဲ့ဒါတင်ကတခြား project တွေမှာလုပ်နေရဆိုရင်လည်းဒီ note ဆိုတဲ့စကားလုံးကအသုံးဝင်နေဆိုရင်ထည့်ရမယ်အသုံးဝင်မှုဆိုရင်ကတော့မှန်လို့ပေါ့နော် okay ဆိုတော့အခု data set မှာကြည့်မှဆိုရင်ဒီ was တို့ the တို့ with of တို့ဆိုတော့ stopwatch တွေဖြတ်လိုက်အဲ့ဒါဖြတ်ဖို့အတွက်အရင်ဆုံးကျွန်တော် stopwatch ကို input လုပ်ရမှာပေါ့နော် stopwatch ကို input လုပ်ဖို့အတွက်တော့ from nltk dot corpus import stopwatch I think so b stopwatch dot okay အဲ့ဒါမလုပ်ခင်ကျွန်တော်ဇွန်းကျွန်တော်သွားလိုက်မယ် import stopwatch in python ဘာလို့လဲဆိုတော့သူမှာ download လုပ်စရာတခုရှိတယ်ဒီစာခင်ဗျားတို့ download မလုပ်ရသေးဘူးဆိုတော့ဒီစာဒါကို download တော့တစ်ခါလုပ်ရမှာပေါ့နော်ဆိုတော့ control v control enter ဒါပြီးတော့ download လုပ်ပြီးသွားပြီဆိုရင် stopwatch ကိုလုပ်ဖို့အတွက် stopwatch.watch english ဒါတော့သူရဲ့ syntax တွေပါဘယ်သူမှပဲ syntax မနာအဲ့လောက်ထိအလုပ်တော့မရဘူးနော် stopwatch.watch okay english သူရဲ့ length ကဘယ်လောက်ရှိလဲ list တစ်ခုလည်း198 word ရှိတယ် okay ဆိုတော့ words stopwatch ဒီ stopwatch ထဲမှာ not လည်းပါလားမပါဘူးလားမသိဘူး not in stopwatch ဆိုတော့ true ရှိရဆိုရင်သူထဲကနေ stopwatch ကိုကျွန်တော်အရင်ဆုံးဖြတ်ရမှာဘာဖြစ်လို့ဆိုတော့ကျွန်တော်ရဲ့ data ကနေကျွန်တော် not ကတော့မဖြတ်ချင်ဘူး not ကတော့ကျွန်တော်အတွက်အရေးကြီးတဲ့ data တစ်ခုပေါ့နော် dot remove not okay ပြတ်သွားပြီအခုဒီ stopwatch ကိုဖြတ်ဖို့အတွက်လည်း the same logic we have to write actually control copy that control v and instead of writing we have to write a function remove stopwatch okay remove stopwatch lower is okay I have to make I have to convert the sentence to sentence tokenized word tokenized that's fine until when I have here the let a bit change and do if j in stv return lst dot append just pass it okay else let's go right there that should be okay I think that should be okay pass and else I have to give like lst dot append what I have to append just j lastly I have to return space being a joint image list ko pass dola okay send ji aao function dong ho to alog la ma log bu la what this is my code and I like my code just enter it code like code okay so this is gale this is mine gale stopwatch တွေပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့က sentiment analysis လုပ်နေတယ်ဆိုတော့ just mean positive or negative show လုပ်တဲ့စကားလုံးတွေပဲကျွန်တော်ယူပါ code okay and ကလည်းစကားဆက်ဖြတ်လိုက်မယ် I like okay I ဆိုတာကလည်းဒီ I ဆိုတဲ့ word ကလည်းအရေးကြီးတဲ့ထဲမှာမပါဘူးဒီ project အတွက်ဒါပေမဲ့ခင်ဗျားတို့chatbot တို့ some text generation လုပ်မှဆိုရင်အဲ့လိုဒီလို word တွေကိုဖြတ်လို့မရဘူးနော် word ဒီ full step တစ်ခုအစအတိတ်ပဲရှိရယ် text generation မှာဒါပေမဲ့
sentiment analysis လုပ်တဲ့အချိန်မှာအဲ့လောက်ထိအဓိပ္ပာယ်တော့မရှိဘူးဒါတွေကဆိုတော့ code I like code okay that's all that's what I want so just go at there and let's call my review dot apply what I have to remove okay stop words ကျတော့သူ version ကခဏ1ပေးတာနော်2လို့ပေးတာ df review 2ဒါလည်းအချိန်နဲ့တော့ပေးရတယ်အချိန်နဲ့တော့ပေးရတယ်အချိန်နဲ့တော့ပေးရတယ်Okay ကျွန်တော် text ကို stop word တစ်ဖြတ်ပြီးသွားပြီဆိုတော့တစ်ချက်ကြည့်ကြအောင် review 2 one reviewers mention watching okay this kind of text I got it's very good for me okay so now let's remove the punctuations like this kind of words ဒါမျိုးတွေကကျွန်တော်ရဲ့ model ကိုအလကားနဲ့လေးတာပဲလုပ်ပေးစီရဲပြီးကြ performance လည်းလောက်ထိကောင်းအောင်ကောင်းထွက်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဘာလို့ဒါကြံနေရလဲဒါဘာလို့ကြံနေ not ကဘာလို့မပြောက် not creative what did I do I did run the code at here I did run the code at there okay and so run down code go creative isn't it but okay sorry ဒီညမှာကျွန်တော် pass လုပ်ရမှာက version 1ကို pass လုပ်ရမှာဆိုတော့တစ်ချက်ပြန်ကြည့်မယ် enter ဒီညမှာကျွန်တော်ဘာလုပ်လိုက်တယ်လဲဆိုတော့ဒီ review 1ခဏကကျွန်တော် stop word remove လုပ်ပြီးသား text ကို sorry stop word ဆိုတာဒီမှာ add not လုပ်ပြီးသား text ကိုကျွန်တော်ကဒီမှာလာပြီးမှ apply လုပ်ရမယ့်နေရာမှာကျွန်တော်က raw review ကိုလုပ်လိုက်တော့ not ကမပြောက်ဘူးဖြစ်နေတာဆိုတော့ like not ကမပြောင်းဘူးဖြစ်နေတာဆိုတော့အဲ့ဒါကိုကျွန်တော်ကပြန် code run ပြီးသားကိုပြန် review 1ထည့်ပြီးပြန် run လိုက်တယ်ဆိုတော့အချိန်အနေနဲ့ကြာတာပေါ့နော်အဲ့ဒါလည်းခဏစောင့်လိုက်ရအောင်ဒါကပြန်ပုံမှန်ဒီ data scientist တယောက်ရဲ့ daily life ကိုအဲ့လိုပဲပါပါဒါပေမဲ့အဲ့ဒါတော့ model trainer ထားရတယ်အဲ့ဒါပြီးတော့ data cleaning လုပ်တဲ့အခါနဲ့အချိန်ပေး train လုပ်တဲ့အခါနဲ့အချိန်ပေး evaluation နဲ့အချိန်ပေး the most problem we find when deploying the model deploy လုပ်တဲ့အခါနဲ့အချိန်ပေးအဲ့လိုလုပ်မှာဒါလည်း programmer data scientist ဆိုတာရတာဒီအဲ့လိုညမှာမရအဲ့ဒါရှင်းနေ problem တွေကို solve လုပ်ရင်းနဲ့ဘာက question ချက်ပြရအောင်အခုဒီကျွန်တော် system လုပ်ရတဲ့ဆရာ system လုပ်ပြပါနော်အဲ့ဒါဒီ video တက်တင်ပေးဦး my channel တင် channel ကဲနော်ဒီ project တွေလုပ်တဲ့ဝင်ကြည့်ရှုမှု50ပြအောင်မြင်လိုက်တာဒါကပြန်ဆက်ချောက် anyway electronic video လုပ်take ခဲ့တယ်most of the audience I think just watch these of the videos but I do stay interested in weapons so one day I mix both electronics and programming machine learning together make a kind of robot you know I love to do some stuff like that how did I wasn't thatဒီကဘာလို့လဲကျွန်တော် subscribe လုပ်လိုက် okay ကျွန်တော်ရအောင် ဒီမှာကြည့်ကြည့်မယ်ဆိုရင် not က okay not လည်းပြောင်းနေတယ် remove stop words ဆိုတဲ့တက်သွားပြီ okay အခုကျွန်တော်လုပ်ရမှာက punctuation နဲ့ဖြတ်မယ် punctuation နဲ့ဖြတ်ဖို့အတွက် punctuation ဖြတ်ဖို့အတွက်အဲဆို import လုပ်လိုက်မယ် string from string import punctuation I think like that
Okay, so def remove punctuation. Right, remove punctuation. Text be line. Okay, as on translator to go man. Translator is equal to str dot make trans. Okay, something like that I think, and here I have to pass that, and here punctuation and translate clean text clean text is equal to str dot translate translator. Done. Clean text. Okay. Sentiment zone. Remove punk, and here I pass like I'm gay from Thailand. I don't like that. Okay, just write that. I got the error. Punctuation is not defined. Punctuation. Okay, I'm from K and I don't. Okay, that is the one. The name is going to be I'm okay. To punctuation data set on TF review 2 3 is equal to TF review 2 dot imagine the punctuation in okay. I would know text kind of punctuation in close the shira right they don't shira. Oh, I'm less text much lower mini time. But 1 but 2 but 3 error alone form the kuma like running, rain, run, something like that, through a meaning the root meaning to kube to get running ne run to a main meaning a run by root meaning a run by so okay running will let you may run will let you may hello meaning the coup day appear now you must run general computation at general carry okay area to stemming so that technique the crucialအဲ့ဒါကိုအသုံးပြုပြီးဘတ်1ဘတ်2ဘတ်3ကိုကျွန်တော်တို့ဘတ်1ဆိုတော့ level တစ်ခုမှာပဲယူလာမယ်ကျွန်တော်တို့အဲ့ဒီ main word ကိုပဲသုံးမယ် e8 e810 ဆိုတဲ့ဟာတွေကိုမယူဘဲနဲ့ eat ဆိုတဲ့ word တစ်ခုပဲယူမယ်အဲ့ဒါကိုကျွန်တော်တို့လုပ်ရမယ်ဆိုတော့အခု stemming apply လုပ်မယ် stemming apply လုပ်ဖို့အတွက်ကကျွန်တော်တို့NLTK from NLTK dot stem import snowball stemming I think something like that no snowball stemmer sorry snowball stemmer will be man teacher or stemmer function the whole for depth stemmer
text ပေးမယ် stemmer ဆိုတော့ဒီ object ကိုခဏခဏ call မလုပ်နိုင်တစ်ခေါက်ပဲ call မယ် stem stem လို့ပြလိုက်မယ် okay snowball stem snowball stem မှာသွားပြီးမှ language ကပြရမယ် English okay ကိုဒီခဏပုံစံတိုင်းပါနော်ဒီအတိုင်းပဲကျွန်တော်တို့ text ဘယ်လောက်ထိယူရလဲမလို့လို့ဒီလား for I in text dot split လို့ကျွန်တော်တို့ဒီ text တစ်ခုလုံးက list အနေနဲ့ split ပြပါမယ်ကြတော့ word တစ်ခုချင်းစီကိုကျွန်တော်တို့ stemming လုပ်ဖို့ကြိုးစားရတဲ့ဟာရရတယ်မရတဲ့ဟာတွေဆိုရင်ကျွန်တော်တို့ရဲ့ but remove ပေါ့အဲ့လိုကြည့်ထားရမှာကျတော့ဘာလို့မလဲဆိုရင် for I stem မှာ list တစ်ခုပေးလိုက်မယ် stem okay if အဲ့လိုလုပ်ကြမလို့ဒီတိုင်းလုပ်လိုက်မယ် lst dot append stem dot stem ဒီမှာပြရမှာက I okay နောက်ဆုံးဘာလို့မဆို return let's go space baby join on okay ဒါလေးပဲလုပ်အောင်တော့ stem okay stemmer I did like something like that this I'm saying I did like this ကျွန်တော်ဒီ like ကသူရဲ့ main form မှာရောက်သွားတယ် like ဆိုတော့ what if when I give I did likes this one like ပဲเนาะဆိုတော့ကျွန်တော်တို့ရဲ့ word တွေမှာဘတ်တူပဲဖြစ်ဖြစ်ဘတ်အများပဲဖြစ်ဖြစ်အနည်းပဲဖြစ်ဖြစ်အဲ့ဒါတွေအားလုံးကိုသူက root verb တစ်ခုအနေနဲ့ပြောင်းပေးလိုက်တယ်အဲ့လိုဆိုရင် most of the common word we got is in only one word okay ဆိုတော့ဒါကိုလည်းကျွန်တော်ရဲ့ function မှာ apply လုပ်လိုက်မယ် df review 4 right 4 df review 3 dot apply stemmer it may take time so let me forward the video data science df review 4လောက်ကြည့်လိုက်တဲ့အခါမှာဘာလေးလုပ်ဖို့ကြံတယ် okay ကျွန်တော်ရဲ့ movie MOVI ဖြစ်သွားတယ်ကိစ္စတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်ရဲ့ model က function တစ်ခုပဲ like function တစ်ခုပဲလုပ်တယ် send for classify လုပ်ပြီးတော့ okay အဲ့ဒီအတွက်ပဲဆိုတော့ဒီကိစ္စတော့မရှိဘူးပြည့်ဒီမှာမြင်ရတဲ့အချိန်မှာ s to like ဒါမျိုးရဘာလို့လဲအော်ဒီ word တွေရဲ့နှစ်ခုဆက်ပြန်ရေးတဲ့အခါအတူကောက်လာတဲ့အချိန်အဲ့လိုဖြစ်သွားတာဒါတွေကိုဖြတ်ဖို့အတွက်လည်းလိုတယ်ဆိုတော့ဒီ extra words တွေကိုလည်းဖြတ်လိုက်အောင် okay ဆိုတော့ def remove extra words okay text ပဲပြီးမယ်ရလာတဲ့ text က lower case ဖြစ်မယ် lower ကြတော့ဒီ function ကိုကျွန်တော်ပြန်ပြင်လိုက်ရမယ်လို့တွေ့ okay ဒီတိုင်းပဲပြလိုက်မှာကျွန်တော် for I in text dot split okay lst list if lst
sorry if I okay ဒီ stop word တစ်ခုချင်းစီကျွန်တော်မပေးဘဲနဲ့ဒီမှာ stop word တွေအတွက်ဒီ extra words တွေအတွက် list တစ်ခုလုပ်လိုက်မယ် extra words okay ဘာတွေဖြစ်နိုင်မလဲ ll where wo အဲ့လိုပေါ့ဆိုတော့ have လည်းဖြစ်နိုင်တယ်နော် have အဲ့မို့ he ပဲပါ well I didn't like what kind of words it can be let's go and see contract words with long I'm sorry I'm you are re ပါမယ်နော် re ပါမယ် s ပါမယ် re ပါမယ် ve ပါမယ် do ပါမယ်ဆိုတော့ d လည်းပါနိုင်တယ်နော် I do ဆိုတော့ d လည်းပါနိုင်တယ် l isn't ကတော့ဒီ nt ကတော့ကျွန်တော်တို့ပြလိုက်ပြီအဲ့ဒါလည်းကိစ္စမရှိဘူး turn တို့ဘာလို့မရှိဘူးဆိုရင်နောက်ဆုံးမှာ do လည်းတစ်ခုလည်းပါနိုင်တယ် do တစ်ခုလည်းပါနိုင်တယ်ဆိုတော့ okay d if I am extra words so in pass လို့ရတယ်ရှင်းဆုံး else lst dot append I နောက်ဆုံးမှာထုံးစံအတိုင်း join လိုက် dot join lst okay function မခေါ်ရသေးဘူး review 5 dot okay dear review 4 dot line review 4 dot apply remove extra words okay ဒါကိုလည်းခဏလောက်စောင့်လိုက်ပါညာလိုက်I didn't use to split the text no I did အဲ့တော့ဒီဘာလို့မြန်လာလို့ဆို review 5 okay ဒီခဏရှိတော့ L တို့ဘာလို့ဖြစ်သွားလဲဖြစ်သွားပြီခု okay ဒါပြတ်သွားပြီextra words လည်းပြတ်သွားပြီဆိုရင်အခုဘာလို့ရမလဲဆိုတော့ကျွန်တော်ဒါ train လိုက်ရမလား model ကိုမ train ဘဲနဲ့ review တွေမှာတကယ်ပြောရရင်အင်္ဂလိပ်စာကလွယ်ပြီးတခြားဘာသာကစာတွေလည်းရှိနေတယ်အကယ်၍မြန်မာတယောက်က movie တစ်ခု review သွားပေးတယ်ဆိုရင်သူ့မှာမြန်မာစကားနဲ့ review လည်းပေးနိုင်တယ်လို့အင်္ဂလိပ်စာလည်းပေးတာပေါ့နော်အင်္ဂလိပ်စာနဲ့ပေးနိုင်တယ်လို့မြန်မာလိုလည်းသူကပေးနိုင်တယ်အဲ့လိုပဲတေဦးအားတွေက review ပေးမယ်ဆိုရင်သူတို့တေဦးစာနဲ့ပဲ review ပေးမယ်ဆိုတော့ကျွန်တော်လိုချင်တာကအင်္ဂလိပ်ပဲလိုချင်တယ်အင်္ဂလိပ်စကားလုံးတွေပဲလိုချင်တယ်ဆိုတော့အင်္ဂလိပ်စကားလုံးတွေကိုကျွန်တော် filter လုပ်ရအောင်မယ်အင်္ဂလိပ်စကားလုံးတွေကို filter လုပ်ဖို့အတွက်က regular expression မှာသုံးမယ် def filter english ဆိုပြီး function တစ်ခုလုပ်လိုက်မယ် text okay text ဒီမှာလုပ်ကြရမလို့ပေါ့အဓိကက filter ပေါ့ filter okay ဒီလိုပဲလုပ် re dot sub နောက်တိုင်းမှာ html မှာသွားပြီးမှ tag ပြန်ယူမယ် create a regular expression to filter the English words we want to filter its
find all ကျွန်တော်တို့မလုပ်မျိုးကျွန်တော် sub နဲ့ပဲသွားမယ် okay ဒါသူရဲ့ pattern ကို copy လုပ်မယ် control C sorry pattern ကို copy လုပ်မယ်ကျတော့ဒါသူရဲ့ pattern နော် okay ဒီလိုလာ comma text ပဲပြလိုက်မယ် return fill example နဲ့ဆင်ကြည့်အောင် English to Myanmar translation I love you mango chitte okay so filter English I love you Trovi mango chitte run လုပ်လိုက်ချင်မယ်အဲ့ဒါရသွားတယ်ဘာလို့လဲokay ဒီနေရာမှာကျွန်တော်တခုပေးအောင်ဘာဖြစ်လို့ဆိုတော့ဒီမှာပြောတာ string က one required position argument string so let's run the code I love you I got it okay ဆိုတော့ဒါကိုလည်းကျွန်တော် apply လုပ်လိုက်မယ် def review 6 because ဒီမှာစာမှာဒီ text တွေမှာကတခြားဘာသာစကားတွေလည်းရှိမှာအဲ့ဒါကိုကျွန်တော်တို့ပြောင်းစကားlike translate လုပ်မှန်းစာတခါတည်းနဲ့ပယ်ဖြတ်လိုက်တယ်ပေါ့နော်အဲ့ဒါပဲ def review 5 dot apply filter English channel နည်းနည်းယူရယ် okay review 6ဒါလည်းပြီးသွားပြီအခုဘာလုပ်ရအောင်လဲဆိုတော့ separate English number okay ဒါဘာမှမလုပ်ခင်အခုကျွန်တော်ရဲ့ embedding technique ကိုသုံး embedding techniques ကိုသုံးဖို့အတွက်ကျွန်တော်ဒီမှာက df-idf vectorization technique ကိုသုံးမယ်အဲ့ဒါကဘယ်လို technique လဲဆိုရင် English word တွေကို vector number အနေနဲ့ပြောင်းဖို့အတွက် mostly အသုံးပြုတဲ့ technique တစ်ခုဖြစ်တယ်ဆိုတော့အဲ့ရအတွက်ကျွန်တော်ရေးလိုက်မယ် from sklearn dot preprocessing I don't remember let's go here df-idf sklearn vectorizer ဒါကို copy လုပ်လိုက်အောင် control C တကယ်တော့ဘယ်သူမှအဲ့လောက်ထိမမြင်မှာမဟုတ်ဘူး okay from text import df idf f vectorizer so okay so df-idf vectorizer ကိုသုံးပြလိုက်ရပြီဒါသူ documentation ကိုဘယ်လိုပေးထားလဲကျွန်တော် code example တွေတစ်ချက်ချင်းကြည့်လို့ကျွန်တော်တို့မှာ list of text တခုရှိမယ် okay corpus တခုရှိမယ် corpus ကိုကျွန်တော်တို့က train နိုင်မှာဒီတိုင်း train နိုင်မှာကျွန်တော် corpus ကို train မယ်ဆိုရင်ကျွန်တော်ရဲ့ review ကိုပြလို့ရတယ် okay df-idf is equal to df-idf vectorizer encoding for okay you put a content big lowercase preprocessor stopwatch okay stopwatch ကိုသူကလည်းဒီမှာဖြတ်ပြရနော်ဒါကကျွန်တော် none ပဲလုပ်ထားမှာဘာဖြစ်လို့ဆိုတော့ not ဆိုတဲ့စကားလုံးလဲ stopwatch ထဲမှာပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်ယူထားတာအလကားပြပါမယ် okay ဘာလို့လဲဆိုရင် x is equal to df-idf dot
fit transform from df review 6 dot values. I think that should be okay. Values ပြလိုက်ရင်ဒီ data set တစ်ခုလုံးမှာ listen အနေနဲ့လာတော့မှာ data frame လို့မလာတော့ဘူးဆိုတော့အဲ့ဒါကအသုံးဝင်မှာကျွန်တော် okay ဒါကလည်းအချိန်တော့သားယူရတယ်တွေ့တာဆိုတော့ခဏလေးစောင့်လိုက်ကြရအောင် okay ကြာတော့ပြီပေါ့နော် x dot to arrays that should be okay. ဘာပြောသလဲဆိုတော့ unable to locate 54.8 GB for an array shape this much the data type float. Okay ဆိုတော့ကျွန်တော်ရဲ့ max feature ကိုကျွန်တော်က limit လုပ်ပေးလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ feature ကဘယ်နှခုရှိနေလဲခု10ရာ1000 1000ခွဲ feature array တစ်ခုရ column က1000ခွဲရှိနေတယ်ဆိုရင်ကျွန်တော် system ကအဲ့လောက်ထိ store လုပ်ဖို့မနိုင်ဘူးအဲ့ဒါကိုဒီမှာသွားပြီးမှ max features မှာကျွန်တော်ဘယ်လောက်ပေးရင်ကောင်းမလဲ15000 2000ပေးလိုက်မယ်10ရာ1000 okay features 2000ကိုပေးလိုက်မယ်အဲ့လိုဆိုရင်ကြမလား okay okay ရပါပြီ9000 into 1000ဆိုတော့ data set ကျွန်တော်ရပါပြီ okay ဒါကကျွန်တော် x ပဲ x ကျတော့အခုကျွန်တော်မှာကျွန်တော်ရဲ့ x ရှိပြီ y လည်းယူလိုက်မယ် y ကကျွန်တော်ရဲ့ df ရဲ့ review ဆို review မို့တော့ sentiment ဒါက okay ဒီမှာကျွန်တော်မှာ sentiment ကကျွန်တော်မှာ2မျိုးပဲရှိရ positive နဲ့ negative အဲ့ဒါကိုကျွန်တော်က positive ကို1နဲ့ဖြစ်ပြောင်းလိုက်မယ် negative ကို0ဖြစ်ပြောင်းလိုက်မယ်အဲ့လိုဆိုရင် model machine learning model ပေးတဲ့အခါ easy ဖြစ်သွားတယ်ကျွန်တော်တို့အတွက် okay ဆိုတော့ဒီမှာ apply လုပ်လိုက်မယ် lambda function နဲ့ပဲပေးလိုက်မှာပေါ့နော် x1 if x is equal to positive okay else 0 okay 1 နဲ့ 0 မှာ convert ဖြစ်သွားပြီy လို့ပဲထားလိုက်ပြလိုက်လို့ရပါတယ် y okay အခုကျွန်တော်ရဲ့ x နဲ့ y ကရှိပြီအခုဘာလို့ဖို့လို့လဲဆိုတော့ data ကိုခွဲမယ် train data နဲ့ test data ဒီနှစ်ခုကိုခွဲပြီးမှကျွန်တော်ရဲ့ model ကဘယ်လောက်ထိကောင်း predict လုပ်နိုင်တယ်လဲဆိုတော့ကိုကျွန်တော်က classify လုပ်ပြီးဆိုတော့model ကို train test split လုပ်ဖို့အတွက်ကျွန်တော်တို့မှာ sklearn ကနေပေးထားတဲ့ method function ရှိရပါတော့ from sklearn dot model selection import train test split okay အဲ့ဒါလုပ်ပြီးဆိုရင် x train x test y train y test okay ဒီ variable တွေကဘယ်လိုတည်တယ်လဲဆိုတာဆိုရင်သိချင်တယ်ဆိုရင်ကတော့ဒီမှာသွားပြီးမှ train test split sklearn okay train test split မှာ documentation လည်းရှိရ documentation ရှိချင် AI နဲ့လည်းကြည့်လို့ရပါဘော x train x test y train y test okay train test split ကသူကအဲ့လိုပဲပြီးရ database မှာတစ်ချက်သွားကြည့်မှဆိုရင် x train x test y train y test သူရဲ့ documentation မှာရှိလို့ကျွန်တော်ကအဲ့လိုရေးလိုက်တာပေါ့နော်အဲ့လိုမချက်ထားဘူးဘာမှအဲ့လိုမချက်ဘူးနည်းနည်းနားမလည်တော့ရှိရ syntax တင်ပြီးသွားတယ်ဆိုရင်ကိုယ်ပဲခောက်လိုက်ရင် train test split okay ဒီမှာ x မှာ x pass လုပ်လိုက်မယ် y မှာ y test size က 0.2 ပေးလိုက် like 20% of my data will go as a test data set okay
That's all. And enter. Why it takes time? Because of that. ဒါလည်းပြီးသွားပြီအခုကျွန်တော်ရ machine learning model ကိုခေါ်တော့မယ် machine learning model မှာ ဒီ NLP အတွက်အကောင်းဆုံးက naive Bayes လို့ပြောကြတယ်ဒါပေမဲ့ဘယ်လို problem ပဲဖြစ်ဖြစ်အခုချိန်အထိမှာ machine learning model the best ဆိုရင် random forest ပဲကျွန်တော်ကတော့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့လို data scientist machine learning engineer အများကြီးနဲ့စကားပြောဘူးသူတို့ကိုကျွန်တော်မေးတဲ့အခါ like the best algorithm ကဘယ်ဥစ္စာလဲလို့ပြောရင်random forest ကိုပဲပြောကြတယ်ဟုတ်တယ်အဲ့လိုလူတွေလည်းရှိရ like ဟုတ်တယ် machine learning model က based on the data ပေါ်မူတည်မှကွဲပြားသွားတာတွေရှိတယ်ဆိုတာပြောတာမှန်တယ်ဒါပေမဲ့သူတို့ရဲ့ experience အရလည်းသူတို့ပြောပြတာပါနော် random forest ကတကယ်ကောင်းအလုပ်လုပ်တယ်လို့သူတို့ကပြောကြတယ်ဆိုတော့ကျွန်တော်ခဏက model တွေ experiment လုပ်တဲ့အခါလဲဒီ random forest နဲ့ကကျွန်တော်ပို့ပြီးထိထိရောက် accuracy ရတယ်ဆိုတော့ random forest ကိုပဲကျွန်တော်အသုံးပြုသွားမယ်ခင်ဗျားတို့ဒီ project ကိုလုပ်နေတယ်ဆိုရင်ကတော့ခင်ဗျားတို့လည်းတခြား algorithm တွေလည်းစမ်းပြီးကြတော့ဒီ artificial neural network ဆိုတာ ANN deep learning ပေါ့နော်အဲ့ဒီ method နဲ့လည်းလုပ်စေချင်တယ်ပေါ့အဲ့ဒါလည်းကောင်းတဲ့နည်းလမ်းတစ်ခုပေါ့ပြီးကြတော့ machine learning model မသုံးမဲ့နဲ့ data pre-process လုပ်တဲ့ technique ကိုနည်းနည်းလေးချိန်ပြီး LSTM model like RNN architecture တွေမှာလည်းထည့်သွင်းပြီးလုပ်မယ်ဆိုရင် the best result ကအဲ့မှာရတယ်ဒါပေမဲ့လောလောအဲ့ဒါက video အရင်ရှည်သွားမယ်ပြီးကြတော့ complex လည်းဖြစ်သွားမှာဆိုတော့ကျွန်တော်ကဒီ machine learning algorithm ပဲလုပ်သွားပါမယ်နော်ဆိုတော့အခု random forest ကိုထည့်မယ် from sklearn.onSemble method Semble import random forest classifier okay model is equal to random forest classifier ဒီမှာ parameter တွေနည်းနည်းရရှိတယ် impurity like criteria မှာ Gini impurity ပဲကောင်းပါတယ် entropy လည်းသုံးလို့ရသလို logless လည်းရှိရယ်ဒါပေမဲ့လောလောဆယ် default ဒါပဲထားလိုက်မယ်တခြား parameter တွေတိတ်မသုံးတော့ကျွန်တော်လိုချင်တာက number of estimator okay ဒီမှာ top ပါ sorry number of estimator ကျွန်တော်200လောက်လိုက်မယ် okay estimator is equal to 200 and jobs is equal to -1 ဒါပဲပြလိုက်မယ်အဲ့လိုဆိုရင်ကျွန်တော်ရရှိတဲ့များကိုအကုန်လုံးကသူအသုံးပြုလိုက်မယ် model dot fit x train comma y train okay model dot fit x train comma y train model ကို fit လုပ်ဖို့အချိန်ယူရဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာ data set ကကြီးတဲ့အချိန်မှာလည်း feature တွေကသူ့ရဲ့ number of columns က2000ရှိရ okay what တခုအတွက် feature တခုရှိရဆိုတော့ကျွန်တော်ဒီ TF IDF vectorization method ကဒီ corpus မှာရှိရ word အားလုံးထဲမှာ2000အလုံးကြီး2000ကိုပဲသူမှတ်ထားတယ်တခြား out of the box လာတယ်ဆိုရင်သူကအဲ့ဒါကိုdelete ရှိလိုက်တယ် ignore လုပ်လိုက်တယ် delete ရှိလိုက်တယ်ပေါ့နော် okay ဆိုတော့ဒါကအချိန်ပြရတယ် video ကိုကျွန်တော်နည်းနည်း fast လုပ်လိုက်မယ်ထည့်လိုက် okay ကျွန်တော် model က train ပြီးသွားပြီ okay အခု model ကို predict လုပ်ကြည့်မယ် predict လုပ်တော့က model dot predict x test it may take some time let me import okay let me import some necessaries which is like accuracy score from sklearn.matrix score okay y pret is equal to that and print accuracy score will be
y test, comma y bread. How much accuracy my model gave me? Okay, 85% ကျွန်တော် model က accurately predict လုပ်တယ် okay ဆိုတော့ကျွန်တော်တို့က raw text ကနေ machine learning model ကို step by step လုပ်နိုင်ခဲ့ပြီပေါ့နော် okay အခုဒါကတော့ကျွန်တော်ရဲ့ train test က data ဖြစ်သွားပြီChatGPT ကိုreview တစ်ခုရေးခိုင်းမယ်ပြီးကျတော့အဲ့ဒီ review က positive ဖြစ်မလား negative ဖြစ်မလားဆိုတာကိုကျွန်တော်ရဲ့ model ပေါ်မှာပြန်စမ်းမယ်အရင်ဆုံးကျွန်တော်က negative review တစ်ခုရေးခိုင်းမယ်ပေါ့နော် write a negative review on Avengers Endgame ဒီ Avengers ကတော့အလုံးကြည့်ဘူးမှန်လို့ပြောနေပါတယ် okay I found Avengers Endgame is disappointing despite heavy movie stuff okay let's copy that we don't have to read it actually so let's go text will be that will be okay that's a text where go to a preprocess to go print final predicts will be our function to go low man text be man okay and so first step ga text1 is equal okay text is equal to text dot lower ပြီးကြတော့ first step ကကျွန်တော်တို့ HTML တွေကို remove လုပ်ခဲ့ရဆိုတော့ text1 is equal to remove HTML okay text step 2 ကadd not ကျွန်တော်တို့ not ကို add ခဲ့တယ် like ထည့်ခဲ့တယ်မနော် add not I think that one yeah text1 so step 3 ga remove stopwords text2 this will be my text4 is stemming remove punctuation ခင်ဗျားတို့ပြောလိုက်မယ်အောက်မှာကြည့်ပြီးခိုးကြည့်ရပါတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော် step တွေကိုဒီမှာရေးထားတာမဟုတ်လို့ပါနော် okay ပြခိုးကြည့်ရဆိုလဲမားတော့ဘာမှမပါဘူး code ပါပဲ7 စာပဲပြတာမှမဟုတ်တာ okay text 5 က remove stemming sorry step 5 ကကျွန်တော်တို့ stemming လုပ်တယ် stammer I think that one what was the function I forgot it was stammer yeah function of stammer and then I have to pass text4 text6 is what remove extra words which is apply text5 and then filter English words 7 is equal to filter English okay pass text6 and then separate okay no need okay I think that's all let's print my text first okay text7 not print return text7 final predict text it show me text something like that I have to convert this to df okay array and df dot transform text7 go okay and then return array I think it should work but it didn't
iterable over raw text document expected string object receive. Okay, let me give as a string as a list because it iterate one by one, so I think it should be okay. Yeah, array dot to array, that should be okay. I think. Yeah, I got the array. Now I have to make prediction. Find ypred is equal to model dot predict array, and it will give me the ypred. Okay, 0 because ခင်ဗျားတို့မှတ်မိတယ်ဆိုရင်ကျွန်တော်တို့ပြောင်းခဲ့တာက positive ကို1နဲ့ negative ကို0အနေနဲ့ပြောင်းခဲ့တယ်ဆိုတော့ဒီနေရာမှာကြည့်လိုက်မှဆိုရင် array is equal to 0. It's mean the value I got is negative, like the sentiment, the word of the text is negative. Okay, so let's go and write. I don't know, before going there, I'm talking to print. I'm looking back now. Tools that final text. Like ypred. Okay. If ypred, yeah, 0 is equal to 0, so yeah, print negative. Okay, else print positive. The text can negative one. I will column. Let's be better. And right now, write and write a positive. Write a positive review on the Spider-Man movie. Very positive. Spider-Man is outstanding superhero. Blah blah blah. ကျွန်တော်မှာအဲ့လောက်ထိဖတ်ဖို့အချိန်လည်းမရှိဘူး Okay, so ဒါကို copy ဒီနေရာမှာလာပြီး paste ချလိုက်အောင် delete, just control V press and okay, the sentiments is positive. Language ကိုဒီ computer ဒီ machine learning algorithm ကနားလည်နိုင်တယ်ဗောနော်နားလည်နိုင်တာတက် like ခွဲခြားနိုင်တယ် what က the reviewက positive လား negative လားအကောင်းကိုပြောချင်တာလားအဆိုးကိုပြောချင်တာလားဒီအတီးတစ်ခုကလည်း business problem အကြီးကြီးတွေကို solve လုပ်ပေးနိုင်တယ်ဆိုတော့ဒီဗီဒီယိုကိုဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပေးပါ channel မှာအသစ်ဆိုရင်လည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဘာဖြစ်လို့လဲဆိုရင်ဒီလိုဗီဒီယိုတွေကျွန်တော်နောက်ပြီးထပ်ပြီးယူလာမှာမို့သင်ဟာ data scientist တယောက်ဖြစ်ချင်တယ်ဆိုရင်ကတော့ဒီလို project တွေကတော့လုပ်ဖို့လိုရမယ်နော်ဒီနေ့တော့ဒီလောက်ပါပဲဗီဒီယိုကြိုက်တယ်ဆိုရင် like channel subscribe လုပ်ပြီးဘေးနားလေးမှာ share ခေါင်းလောင်းလုပ်ကြလည်းတီးပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ်